အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်ဒီ future net company မှာငွေထုတ်နည်း withdraw ပြုလုပ်ပုံပြုလုပ်နည်းကိုကျွန်တော် video file နဲ့ပြုလုပ်ပေးထားပါတယ်အရင်ကလည်းကျွန်တော်ခဏခဏငွေထုတ်ခဲ့ပါတယ်ဒါပေမဲ့ဒီငွေထုတ်ရမှာကျွန်တော် video file လေးယူမထားလိုက်ဘူးပေါ့နော်ယူထားတဲ့ video file တွေကလည်းအမျိုးမျိုးအခက်အခဲကြောင့်ကျွန်တော်ချမပြခဲ့ပါဘူးအခုဒီ company မှာကျွန်တော်တို့ငွေထုတ်နေတာတွေပုံနေကျွန်တော်ပြပြီးတယ်member တွေရဲ့စိတ်ထဲမှာတန်တရားဝင်လာကြအကြောင်းတော့ဒီ screenshot တွေဒီအလိညာလုပ်လို့ရတယ်ဆိုတော့တန်တရားမျိုးတွေပေါ့နော်အဲ့လိုထင်အောင်တင်မှားမျိုးတွေလည်းကျွန်တော်ကြားနေရတဲ့အတွက်ကြောင့်မို့အခုဒီ video file လေးကိုကျွန်တော်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်ဒီ company ဒီ real company တခုပေါ့နော် real payment real money ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံကိုချပြထားခြင်းဖြစ်ပါတယ် company ကောင်းတစ်ခုရဖို့ဆိုတာကျွန်တော်တို့အနေနဲ့အများကြီးလေးလာရပါတယ်ကုမ္ပဏီရဲ့ founder တွေကုမ္ပဏီရဲ့နောက်ခံ background ကုမ္ပဏီရဲ့လုပ်ငန်းနောက်တော့ဒီကုမ္ပဏီမှာယုံကြည်မှုရှိတဲ့လူတွေကိုလည်းကျွန်တော်တို့ကလိုက်ပြီးစုံစမ်းရတယ်သတင်းချက်လက်တွေယူရတယ်နောက်အမှန်တကယ်သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြီးအတိုင်းအတာတွေကျွန်တော်တို့ဆိုရင်ဒေါ်လာ1000ခန်းလောက်ပဲရှိပါတယ်ခင်ဗျာနိုင်ငံခြားလူတွေဒေါ်လာ1000နဲ့သိန်းနဲ့ကိုရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကိုင်နေကြတာပါကျွန်တော်တို့ဒီဘက်မှာငွေထုတ်တယ်ဆိုတာကဒေါ်လာ10ခန်းရာခန်းလောက်ပဲရှိပါသေးတယ်နိုင်ငံခြားလူတွေက1000ခန်း1000ခန်းနဲ့ကိုထုတ်နေကြပါပြီအဲ့တော့ကျွန်တော်အခုဒီ member တွေရဲ့တန်တရားတွေကိုခြေဖြတ်ခြင်းနဲ့စံထားကြောင်းနဲ့လည်းကျွန်တော်ဒီ video file လေးကိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်ကဲစလိုက်အောင်နော် okay အဲ့ဒါဆိုရင်ဒီ my account ထဲမှာရှိတဲ့ငွေတွေဒီကျွန်တော်အမှန်တကယ်ထုတ်ယူပြီးရတဲ့ငွေပါအဲ့တော့သူ့မှာငွေတစ်ခါထုတ်တိုင်းကို one transaction ကိုကျွန်တော်တို့က$4ပေးရပါတယ်$10ထုတ်လဲ$4ပဲ1000ထုတ်လဲ$4ပဲ1000ထုတ်လဲ$4ပဲပေးရပါတယ်ကျွန်တော်တို့ကအဲဒါကြောင့်ကျွန်တော်တို့များလာတဲ့ခါကျမှတစ်ခါတည်းထုတ်ပါတယ်အဲတော့$4ပဲပေးရပါတယ်ဒီအကောင့်ထဲမှာရတဲ့ငွေကြီးတွေကိုလည်းကျွန်တော်တို့က50တန် package လေးတွေကိုပြန်ဝေသွားခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းဒီ long term system ဖြစ်ပါတယ်ကျွန်တော်တို့အချိန်အကြာကြီးထားလေကျွန်တော်လုပ်ငန်းလုပ်လေရရှိရတဲ့အကျိုးမြတ်တွေကစပွားနဲ့အများကြီးဖြစ်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ငွေထုတ်ယူခြင်းမပြုပါဘူးခင်ဗျာ။ Okay အဲဒါဆိုရင်စလိုက်အောင်နော်။ပေးအောင်နှိပ်ရပါမယ်။$24ရှိတယ်ကျွန်တော်$20ထုတ်မယ် payment processor အနေနဲ့ကတော့ဒါ Bitcoin နဲ့ PM ပေါ့နော်မြန်မာနိုင်ငံမှာလူအသုံးများနေတယ်နောက်တစ်ခုကကုတ်နဲ့လည်းပြုလုပ်လို့ရပါတယ်ကျွန်တော်တို့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် Bitcoin နဲ့ထုတ်ပြပါမယ်နော်ဒါကတော့ကျွန်တော်ရဲ့ Bitcoin address ပါသူက security အနေနဲ့ကျွန်တော်တို့ပြီးထုတ်လို့ရှိရင် password ပြန်ရိုက်ပေးရပါတယ်ဟုတ်ပြီ password ရိုက်လိုက်ပြီပေးအောင်နေပြီပါဒါဆိုရင်ကျွန်တော်အကောင့်တွေက$20ထွက်သွားပါပြီ processing 24 hour ယူပါတယ်တရက်ပြည့်တာနဲ့ကျွန်တော်အကောင့်တွေကိုငွေထည့်ပေးပါမယ်အဲ့တော့ကျွန်တော်အခုလုပ်ရမယ့်အလုပ်ကဒီငွေထုတ်ခြင်းဒီကျွန်တော်အတည်ပြုလားမပြုလားဆိုတာကို email မှာကျွန်တော် confirmation link လေးကိုနှိပ်ပေးရပါမယ် future net ကပို့လာတဲ့ email link လေးပါဒီမှာသူမေးထားတယ်ကျွန်တော်ငွေ20ထုတ်တာအတည်ပြုလားမပြုလားပေါ့နော်တကယ်လို့အတည်ပြုတယ်ဆိုရင် yes ကိုနှိပ်ပြီးတော့ငွေမထုတ်ခြင်းဆိုရင် no ပြန်နှုတ်လိုက်ရင်ကျွန်တော်ရဲ့အကောင့်တွေကိုပြန်ရောက်လာပါတယ်ကျွန်တော်ငွေနှုတ်မယ်ဆိုတော့ငွေထုတ်မယ်ဆိုတော့ yes ကိုokay အဲ့ဒါဆိုရပါပြီကျွန်တော်ရဲ့ဒီ Bitcoin အကောင့်တွေကို24နာရီအတွင်းသူငွေပို့ပေးပါလိမ့်မယ်ကဲအားလုံးပဲအဆင်ပြေကြမလို့ထင်ပါတယ်အတူတူစူးစမ်းကြရအောင်အောင်မြင်မှုတွေကျွန်တော်တို့ယူကြရအောင်ဒီလုပ်ငန်းဒီအမှန်တကယ်ငွေကြီးရတယ်ဆိုတာကျွန်တော်တို့ကိုယ်တွေ့တွေရှိပါတယ်အများ
လူအများကြီးငွေထုတ်နေတာပဲကျွန်တော်တို့လက်တွေ့ဘောနော်သူတို့ဗီဒီယိုဖိုင်တွေ YouTube မှာအများကြီးတင်ထားပေးတာလည်းရှိပါတယ်အဲ့ဒါတွေလည်းလေးလာလို့ရပါတယ်တကယ်ကိုလုံတင်လုံထိုက်တဲ့လုပ်ငန်းလေးတစ်ခုပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေအောင်မြင်မှုတွေလည်းရကြပါစေငွေကြီးကြွယ်ဝမှုတွေလည်း future နဲ့ company နဲ့လက်တွဲပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်